တော်များများဗျာ tablet လုံးဝယ်မယ်ဆိုတာနဲ့ Apple တို့ Samsung တို့ပဲဈေးကြီးသွားပြီးတော့ပေးချင်နေကြတာပေါ့နော်ဒါမျိုး tablet လုံးကိုကျွန်တော်က set နဲ့လည်းတစ်ခါတည်းသုံးလို့ရမယ်အထာကြတယ်ဗျာ keyboard နဲ့တစ်ခါတည်းလည်းတန်းရိုက်လို့ရနေမယ်နာမည်ကလည်း Xiaomi Pad 8 Pro အဲ့လောက်ဆိုရင်ဈေးနည်းနည်းများတယ်လို့ပဲထင်နေကြတာဖုန်းမကနေပြီးတော့ကျွန်တော်လာပို့ထားလဲနည်းနည်းလေးကြာသွားပြီဆိုတော့ကျွန်တော်ဒီကောင်ကို full review လုပ်ဖို့အတွက်အချိန်ရောက်လာပြီပေါ့နော် honest review ဘာစပွန်ဆာမှမရှိဘူးဝယ်မယ်ဆိုရင်အဆုံးနဲ့ကြည့်လို့ရတယ်ဆိုဒီ Pad 8 Pro က global အလုံးပေါ့နော် RAM tray 512GB version နဲ့ကိုလာမှာကျွန်တော်လိုမျိုးဆိုင်ရွေးမှန်နေဆိုရင်တော့ original keyboard နဲ့ cover နဲ့တွေ့ရက်တစ်ခါတည်းရမယ်ဒါတော့ accessory စုံအောင်လို့ဒီ pan လေးလည်းတောင်းလာတာပေါ့နော်အဲ့ကောင်ကနည်းနည်းအဲ့လိုလေးချောင်ကျင်တယ်လို့ကျွန်တော်အစထင်တာမဟုတ်ဘူးသူနဲ့တည်တည်ချာချာလေးသွားပြီးတော့ထောက်ကနေကတ်လိုက်ပြီးဆိုတာနဲ့အဲ့လိုမရွေးတော့ဘူးအဲ့ဒီ accessory အကုန် tablet ရောအကုန်ပေါင်းတော့မှ laptop ထက်ကိုပို့ပြီးတော့ပေါ့နေရဆိုရဲ feel ကျွန်တော်တို့မှရလာတယ်သူရဲ့ tablet only တိုင်းကြည့်မယ်ဆိုရင်9 gram အောက်ဝန်းကျင်လောက်တော့ဒီကောင်အလေးချိန်ရှိလိမ့်မယ် maybe metal unibody ကြောင့်ဖြစ်နိုင်တယ် camera band ထွက်တယ်အဲဒါပေမဲ့ဒါမျိုး cover တက်လိုက်မယ်ဆိုရင်တော့ camera band ကလည်းမသိတာတော့ဘူး display size က 11.2 inches ရှိတယ်အဲ့ဒါမှ2:2 ratio iPad တွေမှာကျွန်တော်တွေ့ရတဲ့ပုံစံမျိုးပေါ့နော်16:10တို့နဲ့ရှင်းမယ်ဆိုရင်တော့ဒီကောင်နည်းနည်းလေးပို့ပြီးတော့မြင့်နေဆိုရဲပုံစံမျိုး 2.2K resolution ပါလာတယ် 1/4 support တယ်အဲ့ဒါမှကိုရီးယား battery နည်းနည်းလေးကုန်မအောင်ကြောက်တတ်တယ်ဆိုရင်တော့ 90Hz လေးထားလိုက်ပေါ့ Amin specs တွေလည်းရှုပ်ရှက်တွေခန့်နေရပဲစကားလည်းအများကြီးပြောတာမျိုးမကြားချင်ဘူး display ကဘယ်လိုနေလဲတစ်ခွန်းနဲ့ပြောပါဆိုရင်တော့မိုက်တယ်ပဲပြောရမှာပဲသူရဲ့ color temperature ကတော့ကျွန်တော်ဆက်စချင်းကြည့်ရချင်းပါနည်းနည်းလေး1ဖြစ်တယ်ဆိုတော့ဘက်ကိုသွားတာပေါ့နော်ဒါပေမဲ့အချိန်တစ်ခုကြာဒီတိုင်းမဲ့အဲ့လိုသုံးနေတော့လေအဲ့လောက်ထိတိတ်ပြီးတော့မသိတာတော့အသားကျသွားတယ်အားရဆုံးကတော့ promote လို့လာတော့မသိဘူး performance တစ်ပေါက်ကတော့ကျွန်တော်တော်တော်ကြီးကိုကြိုက်တယ်လို့ပြောလို့ရတယ်ဒီကောင်နဲ့အဲ့လိုရိုးရိုးဖက်အိတ်နဲ့အဓိကကွာတဲ့ဘိုင်းလဲ performance ဆိုပဲကျွန်တော်ဖြေရမှာပေါ့နော် Qualcomm Snapdragon 8 Elite နဲ့လာတယ်အဲ့ဒါမှမှရှိရပြောခဲ့ RAM 12GB ဆိုတော့ balala down နဲ့ future proof လည်းဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ဒီ tablet ကကျွန်တော် video edit game ပုံမှန် office ပေါ့ဘာမှအဆင်မပြေရမရှိဘူးပြီးဒီ tablet မှာကျွန်တော်တို့ multitasking တွေလုပ်ကြည့်တယ် video ကြည့်တယ်အလုပ်ကပုံမှာ video ဘာညာလည်းရိုက်ဖြစ်တယ်ပေါ့နော်ပြီးရင် game ဘာညာစော့ကြည့်တယ်ဆိုမစိုးတော့မစိုးပါဘူး battery life အနေနဲ့ကျွန်တော်တို့အားရတယ်လို့ပြောလို့ရတယ်တရက် ACC အသုံးခံတဲ့ battery ပါလာတဲ့ tablet ပေါ့နော်ဒါအောင်မှကျွန်တော်တခြားကြုံတဲ့ tablet တွေ charger တွေနဲ့တွဲမယ်ဆိုရင်တော့လည်းအားကအဲ့လိုမတက်ချင်သလိုတက်ချင်သလိုဖြစ်တာမျိုးတော့ရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်67W နဲ့အပြည့်သွင်းလိုက်ဒါဆိုရင်တနိုင်ဆုံး AC ရတယ် fingerprint ပါလာလဲသူအရှိရထွက်ခဲ့တဲ့ ပိတ်ထက်အများကြီးပို့ပြီးတော့တာရဲလို့တော့မှကျွန်တော်တတ်မှတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုတိတ်ပြီးအားမရတာတော့ speaker ပဲ speaker ကအားလုံးပေါင်း၄လုံးပါတယ်ဒါပေမဲ့ output ကကျွန်တော်တို့ထင်သလောက်တော့အဲ့လို quality တစ်ခုမမီဘူးလို့ပြောလို့ရတယ် volume ကျတာမှန်တယ်ဗျအဲ့ကောင်လည်းခံစားလို့ရတယ်ဒါပေမဲ့ကျေပေမဲ့လို့မကောင်းတိကျပြောမယ်ဆိုတော့အတန်ခါတယ်မချစ်ဘူး immersive မဖြစ်ဘူးလို့ပဲပြောရမယ် maybe ultra bassy နေမှန်းတော့မသိဘူးအဲ့ကောင်တက်ကိုတကွက်လေးကွက်ပြီးများခြံထားသလားပေါ့အဲ့ကောင်ကလေးကျန်တော့ speaker ကောင်းတော့ပါတယ်ဆိုတော့ accessory ကျွန်တော်အခုလောလောဆယ်မှာ keyboard နဲ့ရှိနေရဆို keyboard လေးနဲ့စမှာပေါ့နော်သူကဒီ cover ရဲ့ကြောဘက်ပင်နဲ့ tablet ကို connect တစ်ခါတည်းလှုပ်လိုက်တာပေါ့ so ဒီ3 dot လေးအဲ့ကောင်ပေါ်မှာကတ်ထားတဲ့ tape လေးကိုကျွန်တော်တို့ခွာလိုက်ပြီဆိုတာနဲ့ဒါမျိုးလေးချိန်ပြီးတော့သုံးလို့ရပြီတစ်ခါတည်း keyboard ရိုက်လို့ရပြီ keyboard layer ကိုပြောရရင်တော့ compact ဖြစ်တယ်ပုံမှန် full size တွေနဲ့ရှင်းမယ်ဆိုတော့နည်းနည်းလေးသေးတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်ဒါပေမဲ့ tablet နဲ့ keyboard နဲ့အဲ့လိုတွဲသုံးနေကြတဲ့လူတွေတော့ဒီကောင်ဒီပုံမှန်ပဲ keyboard မှာတော့ဒီကောင်အဲ့လို function key တွေကိုလေတက်မထားပေးထားအောင် F1 key နဲ့တွဲပြီးတော့နှုတ်ပေါ့နော်ဆိုတော့တချို့တော့ keyboard တွေနဲ့လည်းတွားပြီးတော့တူမယ်ဒါပေမဲ့ experience ကိုတော့ကျွန်တော်တို့မစိုးဘူးလို့သတ်မှတ်လို့ရတယ် tablet တစ်လုံး level အနေနဲ့ဆိုရင်ပေါ့လက်ရကတော့ special ကိုထင်လွယ်တယ်ပြောလို့ရတယ်ဒါတော့ဒီ tablet keyboard ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နည်းနည်းလက်ခံပေးမလားပြီးရင်တော့ backlight မပါဘူးအဲ့လည်းဖြစ်နိုင်ပါတယ် anyway tablet တစ်လုံးထက်ဆိုင်ရင်တော့ဒါမျိုးလေးတွဲသုံးတာက productivity တွေpage တွေပဲကင်မလားကျွန်တော်ဒီပေါ်မှာ docs နဲ့စာရေးပဲလုပ်မလားအကုန်လုံးအဆင်ပြေသွားတာပေါ့နော်ကြိုက်တယ် maybe ကျွန်တော်အဲ့စာလုပ်ဖို့ပုံဆွဲဖို့နည်းနည်း another level လေး upgrade လုပ်ချင်တယ်ဆိုရင်တော့ဒီ focus fan pro လေးကိုတစ်ချက်ထပ်ပြီးတော့ဝယ်လိုက်ပေါ့နော်ဒီကောင်ကလည်းတော်တော်လေးကိုအသုံးဝင်တယ်လို့ပြောလို့ရတယ်အရန်လည်းမလေးဘူးဒါပေမဲ့အဲ့လိုစီးစီးပိုင်ပိုင်ရှိရောလေကျွန်တော်ပုံမှန်အဲ့လိုဘောပင်လိုမျိုးပေါ်သားတော့ဆန်မနေဘူးပေါ့ဗျာပြီးတော့တစ်ချက် fan fat အနေနဲ့ကကျွန်တော်ဒီကောင်ကိုဆက်ဖောက်ခြင်း okay ပန်ဒီလောက်လေးခြင်းပဲရှိရယ်ဘူးကထပ်ပြီးတော့လေးနေသေးရဆိုတော့အဲ့ဘူးတော့ဘာမှထပ်ပြီးပါနေသေးတယ်ပေါ့တကယ်တော့မဟုတ်ဘူးအဲ့ဘူးကလေးခြင်းလို့လေးနေ manual guide book bla 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 နဲ့ချိုးချက်တွေခတ်နေတာပေါ့နော်ဒီကောင်ကညာ
လေးချိန်အနေနဲ့တော်တော်လေးအဆင်ပြေပြောလို့ရတယ်ပြီးနောက်ထပ် tip တစ်ခုကလည်းအပို့ထပ်ပြီးတော့ပါတယ်ဒီကောင်ဝယ်တဲ့သူတွေအနေနဲ့နောင်နာမရမယ့်ချက်ကတော့ touch ကို pressure ရောတွဲပြီးတော့အလုပ်လုပ်တယ် support လုပ်တယ်လို့ကျွန်တော်တို့ပြောလိုက်ရင်ပို့ပြီးတော့မှန်တာပေါ့နော်လို့ဖိလိုက်မယ်ဆိုရင်ကျွန်တော်တို့ shortcut လေးပေါ်လာမယ်စိတ်ပိုင်အဲ့ကောင်ကို pointer အနေနဲ့ပဲသုံးမလားအဲ့လိုသူများရဲ့ရှေ့မှာလည်းလို့နေပါ flex လို့ရတယ်ပေါ့နော်ပြီးတော့တောင်ချစ်မြောက်ချစ်လောက်ထားတဲ့ဟာတွေမှန်သမျှအကုန်လုံးပြန်ဖြတ်မယ်ဆိုရင်လည်းဒီပန်လေးနဲ့နှစ်ချက်ပြန်တုတ်လိုက်ရုံပဲလွယ်တယ်ရှင်းနေစမ်းသုံးတဲ့တစ်ချောင်းမှာတော့ overall နည်းနည်းလေးစိတ်ထဲမှာ satisfy မဖြစ်တာဒီကောင်းရဲ့အဲ့လို magnet ပဲကျွန်တော်တက်လိုက်လို့အဲ့လို magnet ရသွားတယ်လို့ထင်ရတယ်ဒါပေမဲ့လည်း magnet အစ်စ်မဟုတ်ဘူးအားလည်းမဝင်ဘူးအဲ့လိုထောက်ကနေကြတော့မှ wait ဒါမျိုးထောက်ကနေကြတော့မှဒီကောင်စီသွားကတ်တယ်99% ဖြစ်သွားတယ်အဲ့လိုမျိုးမြင်ရတာအဲ့ဒီချက်တော့နည်းနည်းလေးသတိထားတော့ထားရမယ်နောက်တစ်ခုကတော့ UI ပေါ့နော်တော်တော်များများက Xiaomi ဆိုတာနဲ့အဲ့လို HyperOS ကိုအရင်ဖွင့်တော့နည်းနည်းလို့လက်နဲ့သူရှိတယ်ဗျာဒါပေမဲ့ဒီ tablet မှာသုံးရတာထင်ထားတာထက်အများကြီးပိုကောင်းတယ် maybe global မို့လို့လား UI ဒီတော်တော် smooth ဖြစ်တယ်လို့ပြောလို့ရတယ်တက်ပါဒီ app တချို့ကလွဲလို့ဒီ apps တွေဘယ်လိုဝဲတယ်အဲ့လိုမျိုးတွေမပါဘူးဗျာ notification နောက်ကြတာပါညာမရှိဘူး okay တယ်ဒီကောင်စီတော်တော်အဆင်ပြေသွားပြီဒီ productivity ကိုလည်းကျွန်တော်တို့ကနည်းနည်း PC level version လောက်သုံးကျင်တယ်ဆိုရင်တချို့တော့ brand တွေမှာရတဲ့ WPPS PC version ကလည်းတစ်ခါတည်းပါပြီးသားပြတခုတတိထားမိတာ Apple လိုမျိုး Dynamic Island ဘာညာမသုံး Samsung နောက်ပါပုံစံမျိုးဆက်ပြီးတော့သုံးတယ်အဲ့ဒါတော့ဖုန်းနဲ့ကွာတဲ့အချက်လို့ပြောလို့ရတယ်ကျွန်တော် app ကိုလေအဲ့လိုဝင်လိုက်ထွက်လိုက်လုပ်တယ်ဆိုရင်တော့မင်းအဲ့လို split screen သုံးပါလားဆိုပြီးမေးတာကလည်းကျွန်တော်အရင်ကသဘောကျခဲ့လို့ပြောလို့ရတယ်ပေါ့နော်သဘောလုံးဝအကြဆုံးတော့ workstation mode ပဲ online ပြီဆိုတာနဲ့ desktop ပုံစံဖြစ်သွားတယ် Apple iPad နဲ့လည်းသွားပြီးတော့စင်နဲ့အခိုက်အတန့်တွေလည်းရှိတယ်ပေါ့နော် application နဲ့၄ခုလေးတစ်ပြိုင်နဲ့တန်းပြီးတော့ဖွင့်လို့ရတယ်မကြိုက်တာတော့ minimize လုပ်ပြီးတော့ပြန်ဖွင့်တဲ့အခါမှာ app ကငကိုနေရာမရောက်ဘူး तू ထားချင်တဲ့နေရာကိုထားထားတာပေါ့ပြီးတော့ wireless display mode ကမိုက်တယ်ကိုယ့်ရဲ့ display ကိုတခြား display တစ်ခုပေါ်မှာတွားပြီးတင်သုံးလို့လည်းရတယ် okay တယ်ဒါပေမဲ့ကျိုးနဲ့ချိန်သုံးတဲ့အချိန်တွေမှာကျွန်တော်တို့ဒီ tablet ratio ဟိုပေါ်မှာရလဲ tablet ratio ပဲဖြစ်နေအဲ ratio ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ပြောင်းလို့ရမနေဘူးဒီ tablet display ရလဲလင်းနေမှာအဲ့ကောင်ပိတ်လို့ရတဲ့ option လည်းပါမနေပြန်ဘူး software support ကိုတော့ Xiaomi ဘက်ကပြောထားတာ6နှစ်လောက်ထိသူတို့ပေးမယ်ပေါ့ဒါပေမဲ့အဲ့6နှစ်က major update လားဘာလားကျွန်တော်တေချာတော့မသိဘူးပေါ့နော်ဒါပေမဲ့တေချာသိရတော့ဒီ hardware နဲ့ဆိုရင်တော့အချိန်တစ်ခုအကြာကြီးလောက်ထိတော့ဒီကောင်သုံးလို့ရမှာပေါ့ဆိုတော့ Xiaomi Pay Pro ရဲ့နောက်ဆုံးကျွန်တော် conclusion ချုပ်ပေးရမယ်အချိန်တော့ရောက်လာပြီပေါ့နော်အားလုံးအမြဲတမ်းညင်းနေကြ laptop ဝယ်ရမှာလားဒါမျိုး tablet ပဲဝယ်ရမှာလားဆိုရင်မေးခွန်းနေဆိုရင်တော့နည်းနည်းရှောင်ချင်တယ်ပေါ့ဒါပေမဲ့ဒီဈေးမှာက MacBook Neo လေးရှိရယ်ဆိုတော့ macOS နဲ့အဆင်ပြေတယ်ဆိုရင်အကောင်လေးတွေရွေးလို့ရတယ်ဒါမှမဟုတ်တခြား tablet တွေကတခြား second laptop တွေအကုန်လုံးရွေးလို့ရတယ်အဓိကဒီကောင်ရဲ့အားသာချက်ကတော့ display ကြိုက်တယ် battery မဆိုးဘူး speaker တော့မကြိုက်ဘူးပေါ့နော်အဓိက productivity ကြိုက်တယ်ဆိုတော့အဲ့3ချက်လောက်ပါပဲအဲ့3ချက်နဲ့အဆင်ပြေတယ်ကြိုက်တယ်ဆိုရင်ဒီ laptop ကိုရွေးကြပါမကြိုက်ဘူးဆိုရင်လည်းမရွေးလို့ရပါတယ်ကျွန်တော်ကြုံဖြစ်ပါတယ်အားလုံးလည်းဟုတ်ပါ